ဘာလုပ်နေရလဲမင်းဟဲ့ဘာဖြစ်လို့လဲဒါအခုတည်းအခုဒါဘာလို့လုပ်နေတာလဲမင်း မဟုတ်ပါမင်းတည့်ရတဲ့အတိုင်းမှာကလေးစေးရုံတင်လာတယ်စန့်လို့ဒါလုံးမအဆင်ပြေမထင်လို့ပါ အဲ့ဒါအတွက်နဲ့ငါတို့ဒီလောက်နဲ့ရိုးသားသားလုံးလာပြီးမှအခုမှဒီကဘာလို့ပေါ့ဒါလေးဘာရမှာမလို့လဲကွာဟဲ့ငါပြောမယ်ဟိုမတရားထားလိုက်ငါတို့နှစ်ယောက်ပေါင်းပြီးမင်းကလေးသေးရောရအောင်ရှာမယ်တရားဘလို့ဆက်ချက်တမ်းဟုတ်လားထားလိုက်ငါပြောမယ်ထားလိုက်တာဟောရအောင်ရှာလာ ညီလေးမင်းနဲ့ငါလည်းညီကိုလိုပေါင်းတာမဟုတ်လားမင်းဒီလောက်ပြဿနာတက်တာငါ့ကိုတခေါက်မပြောဘူးဘာလဲငါဒီတိုင်းမတက်ရက်ကြည့်နေမယ်ထင်လို့လားဟဲ့မင်းတခြားနေရာမှာသာအဲ့လိုလုပ်လို့ရမယ်အောင်ငါမင်းတို့ဘယ်တော့မှအဲ့လိုမဆက်ဆံခဲ့ဘူး ငေါ့ဖျားရဲ့ကျွန်တော်လည်းပြော ရမဟုတ်ငါတိပြီးသားလိုက်ပြညီလေးဖဲဆေးအောင်လဲ